programs mature to me because I learned a lot of from them. I learned the news from television stations and how to coverage their election news, and I learned so many things from this program. နေရလာတဲ့ဟာကမြန်မာပြည်ပြန်သွားတဲ့အချိန်မှာလည်းကိုယ်တိုက်မှာပြန်ပြီးတော့ဟို training ပေါ့နော်။ training နောက်ပြီးတော့နောက်ဒီကိုယ်တိုက်ပြန်ပြီးတော့အကုန်လုံးပြန်ပြီးတော့ဒီရရဲ့ challenge တွေပြန်ရှင်းပါလား။ ဒါပေမဲ့ကိုယ်တစ်ပတ်လုံးသုံးရတာဒီ investigative reporting ကိုဒီကသတင်းစာဆရာတွေသတင်းတိုက်တွေကဘယ်လောက်ထိဟိုလုပ်နေလဲပေါ့နော်ဘယ်လောက်ထိစူးစမ်းနေတယ်ဘယ်လောက်ထိဒါကလည်းအရေးကြီးတယ်ဒါကကိုယ်တစ်ပတ်လုံးရလိုက်တယ်ပေါ့နော်ဒီသင်တန်းမှာ